မြန်မာရာဇဝင်တဲကနာမည်ကျော်အစွမ်းတပ်ဓားများမင်းကြီးရန်နောင်ဤရိမ့်ရွက်ဘားတာယဟန်တန်ဃာတော်များကိုတပ်ဖြတ်တဲ့တူဟန်ဘွား၏ခေါင်းဆေးမင်္ဂလာပွဲမှာတူဟန်ဘွားကိုခုရဥကောင်းညင်တကွာခင်ထားတော်ဝါဘိုးဝါကြမ်းခင်းမှာဝါငါးလုံးပါတပါးတည်းပြတ်ချအောင်စွမ်းပါတယ်ရွှေသားဘိုဤကိုသိန်းချိုင်းတန်တာဓားလန်လက်နက်မှန်သမျှကိုရှင်ကိုင်နိုင်တဲ့ဓားတလက်ဖြစ်ပါတယ်ဂမ်ဘီယာအစွမ်းတို့ထင်စီရင်ထားတဲ့ကိုသိန်းချိုင်းသားမှာလော်ဂီဂမ်ဘီယာနေပယ်များတွင်လည်းနာမည်ကြီးပါတယ်စကိုင်းအသင်ခရာစောယုံဤညိုအယောင်တာအထက်ဆုံးဓာတ်တွေကတလက်ဖြစ်ပါတယ်စင်တကောင်ကိုခုတ်ပိုင်းလိုက်မယ်ဆိုရင်စင်ရဲ့လေပင်ဟာအကွင်းလိုက်ပြတ်ကျအောင်စွမ်းနိုင်လေလို့ဆိုကြပါတယ်မခရာမင်းသားကြီးဤမခရာဓာရန်သူနဲ့ဓာချင်းရင်ခုတ်ပါကရန်သူဤဓာကျူးယုံတာမကရန်သူပါတခါတည်းပျက်စီးသွားစေနိုင်တဲ့အထိစွမ်းပါတယ်အထက်ဆုံးသောဓာတ်တွေကတလက်အထိနာမည်ကြီးပါတယ်